သူ့ရဲ့ရည်စားကိုတက်ဖို့အတွက်ဂျက်ကဘုံတစ်လုံးနဲ့ပြစ်ပေါက်လိုက်ပါတယ်။ဒီလောက်နီးကပ်တဲ့အကွာအဝေးဆိုရင်သူမကိုအစအနားတောင်မကြံအောင်ရှင်းပြနိုင်မယ်လို့သူကထင်ထားခဲ့တာပါ။ဒါပေမဲ့ဒီမင်းကလေးကဘာတန်ရာမှမရဘဲနိုင်ငံပေါ်မှာပေါ်လာလိမ့်မယ်လို့သူလုံးဝမမျှော်လင့်ထားခဲ့ပါဘူး။ဂျက်ကကြောက်ခဲတစ်လုံးကိုကောက်ပြီးပြစ်ပေါက်လိုက်ပြန်ပါနဲ့။အဲ့ဒီနောက်လက်စစ်တင်နှက်ကိုထုတ်ပြီးဒီမင်းကလေးကိုဖိခတ်လိုက်ပါတော့တယ်။ဒါပေမဲ့ပလင်းထန်တဲ့လျက်စစ်စီကောင်းကဒီမင်းကလေးကိုဘာမှမလုပ်နိုင်တဲ့အပြင်ဂျက်ကိုတာနိုင်ရန်စီလွင့်စင်သွားအောင်သူမကလုပ်လိုက်ပါတယ်။နိုင်ရန်လေးတွန်းခံအားကိုအထုံချပြီးဂျက်ကရှိုးဝက်လက်နက်တစ်ခုကိုဖိလွတ်လိုက်တယ်လို့အရှိန်နဲ့လည်းတိုက်ခိုက်ဖို့ရှေ့တိုးသွားခဲ့ပါတယ်။ဒါပေမဲ့သူပေါင်းဆက်တိုက်ခိုက်လိုက်တာတွေကဘာမှထိရောက်မှုမရှိခဲ့ပါဘူး။သူဟာဒီမင်းကလေးရဲ့လက်ချက်နဲ့ချန်ပီယံဘောကိုလည်းလဲကျသွားခဲ့ရပါတယ်။ဒါပေမဲ့ဇလန်ကဒီတင်ပြီးမသွားသေးပါဘူး။ဒီမင်းကလေးကရှေ့ကိုအမြန်တိုးလာပြီးဂျက်ကိုအားပြင်းပြင်းထိုးနှက်လိုက်တာကြောင့်ဂျက်တယောက်အသက်ပြောက်မတက်ဖြစ်သွားခဲ့ပါတယ်။ဂျက်ကလည်းသူမရှိသမျှအားရင်တွေကိုသုံးပြီးဒီမင်းကလေးကိုချက်ချင်းပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့တိုက်ကွက်တိုင်းကိုဒီမင်းကလေးကတစ်ခုချင်းစီဖန်ဆီးနိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့အစင်တန်းကလုံးဝကိုကွာခြားနေခဲ့တာပါ။အချီနဲ့နဲ့အတွင်းမှာနေဒီမင်းကလေးကစိတ်ရှည်တဲ့ခံမှုတွေကုံဆုံလာခဲ့ပါတယ်။သူမရဲ့အခြေတော်ကြီးနဲ့ချက်ကိုအားပြင်းပြင်းကန်ထုတ်လိုက်တာကြောင့်သူဟာချန်ပီယံဘောကိုလဲကျလူနီးပါချစ်သွားခဲ့ရပါတယ်။အကယ်၍သူ့ခြေတော်တွေကမြေပြင်ကနေကျွတ်တက်သွားရင်ဒါဟာသူ့အသက်အဆုံးသတ်ပဲဆိုတာဂျက်ကသိနေခဲ့ပါတယ်။ဒါကြောင့်သူဟာလွတ်မြောက်ဖို့အတွက်အသေးအတန်စ조사ခဲ့ပါတယ်။ဒီမိန်းကလေးကပိုးပြီးတော့ရက်ဆက်ကြမ်းကြုတ်လာခဲ့ပါတယ်။သူမကအလျှော့မပေးတော့ပဲဒီတိုက်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ရည်ရွယ်လိုက်ပါတယ်။ဂျက်ကနောက်ကျောဘက်ကနေအတန်တဆန်ထွက်ပေါ်လာပြီးနောက်မှာတော့ဒီမိန်းကလေးရဲ့တီးထလက်နက်ထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုခန်းနာထဲဝါလာတဲ့မြင်ကွင်းကြောင့်ဂျက်တရလုံးဝကိုအံ့အားသင့်သွားခဲ့ရပါတယ်။နောက်ဆုံးတိုက်ပွဲအချိန်ရောက်လာတဲ့အခါမှာတော့ဂျက်အတွက်လည်းလက်နက်တစ်ခုမရှိလို့မထစ်တော့ပါဘူး။အဲ့ဒီအချိန်မှာလည်းသူ့ရဲ့ရီစာဟောင်း Ace Girlfriend ကအချိန်မီရောက်လာခဲ့ပြီးသူ့အတွက်ရှိုးဝက်လက်နက်တစ်ခုကိုယူဆောင်လာပေးခဲ့ပါတော့တယ်။ဒီဖြစ်ရမှာအဓိကတွေ့မြင်ရတဲ့အချက်ကတော့အင်အားချင်းမများတာတဲ့တိုက်ပွဲတစ်ခုရဲ့အန်ဒီရပါပဲ။ဂျက်ကသူ့ရဲ့ရီစာကိုတာမယ်လူတယောက်လိုထင်မှတ်ပြီးအလွယ်တကူထပ်ဖြတ်နိုင်မယ်လို့ယူဆခဲ့ပေမဲ့တကယ်တမ်းမှာတော့သူမကသူထင်ထားတာထက်အစားပေါင်းများစွာပုံမစွာအားကြီးနေခဲ့ပါတယ်။ဒါဟာရန်သူကိုအထင်မသေးသင့်ဘူးဆိုတဲ့သင်ခန်းစာကိုပေးနေသလိုကိုထက်အစွမ်းထက်တဲ့သူနဲ့ရင်ဆိုင်ရတဲ့အခါနီးပြူဟာပိုင်းဘလောက်ပဲကောင်းပါစေအဆင့်အတန်းကွာခြားမှုကအဆုံးဖြတ်ဖြစ်သွားတတ်တာကိုပြသနေပါတယ်။နောက်ဆုံးမှာရီစာဟောင်းကရွှေခွက်လက်နက်နဲ့ရောက်လာတာကတော့အချက်အသေးချားကမျောလင်းချက်တစ်ခုကိုကိုစားပြုနေပြီးအခြေအနေတစ်ခုဟာအဆုံးသက်ပြီလို့ထင်ရပေမဲ့မမျောလင့်ထားတဲ့ကူညီမှုတွေပေါ်လာနိုင်တယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်